ဒီလူရုတ်တရက်လဲကျသွားတာဘာကြောင့်လဲဆိုတော့ပင်တူမမတီးသေးခုံရှားဖားရွှေမုံမော်နဲ့နီဖလက်ကိုတဲလွန်ဆဲရှာခိုင်လိုက်တာခဏနေတော့ရက်တန်းသွားတယ်မြေပြင်းကိုလက်နားထောင်အားချဲမော်နဲ့ညကဖြစ်ခဲ့တာတွေတီးလိုက်ရလေဒီရှုပ်ထွေးမှုတွေအရင်အမြင်ကဦးရောရအကောင်မောင်ခိုထွန်းထားတဲ့ကြေရုပ်တန်းတာရီလာဇူလူဆိုတဲ့တားရဲကြီးပဲဒီကောင်ကြီးကတရက်မိုင်းတထောင်လင်းမြန်တယ်အဲ့ဒီချိန်မှာနီဖလက်ကတီနာချီယာကိုရှာတွေးပြန်တယ်ဒါပေမဲ့သူ့ကိုနောက်ယောင်ခန့်လိုက်နေသူတယောက်ကဥထုံအမွေတစ်ချောင်းချက်ခဲ့တယ်ဂျေကော့ကိုအမွေနောက်လိုက်ခိုင်းပြီးနီဖလက်ကိုမော်ပင်ညာနဲ့ခီးဆောင်အိတ်ထက်လိုက်တယ်။တန်လိုက်အီမြောင်းတိုင်းလိုက်တော့မကြခင်မှာအမွေပိုင်ရှင်ကာမာကိုရှာတွေ့တယ်။အစားပိုင်းမှာသူကတီနာဘယ်မှာလဲမပြောချင်းဘူး။ကျွန်တော်ကအော်ရောပါတီနာကိုမတွေ့ရင်ဌာနချုပ်တည်ပိုးရမယ်လို့လိန်ပြောမှသူသဘောပြောင်းသွားတယ်။အဲ့တော့မှကာမာကကျွန်တော်တို့ကိုတီနာစီခေါ်တော့ကိုသဘောတူတယ်။မထင်မထားတာကကျွန်တော်တို့ရေမြောင်းထဲကနေတီနာကိုရှာတွေ့တဲ့ချိန်မှာသောမတ်ကယူတရဲ့မော်ပင်ညာတုံးပြီးကျွန်တော်မော်ဂျင်လုံးကိုလူယူကကျွန်တော်တို့အားလုံးကိုအခန်းထဲပိတ်လှောင်လိုက်တာပဲ။သူက credence ကိုတပ်ပြီးမှပြန်လာလွှတ်ပေးမယ်တဲ့ဒီနာတားဖို့စူးစမ်းနေတော့ကာမာကမျက်လုံးဖိခိုင်ပြီး Grambin ပေါ်လဲကျသွားတယ်ဒီနာက credence ကိုရှာရင်ကာမာနဲ့ဆုံခဲ့တာကာမာက obscuria ရဲ့အစီအမံဘသူလဲသိတယ်ပြောတာကြောင့်ဒီနာကအချက်လက်ရဖို့သူ့လိုချလိုက်လော်နေခဲ့တာကျွန်တော်လဲကာမာကိုကူညီဖို့ရှေးတိုးလိုက်တော့အပေါ်ကနေမိုးချင်းတော့အတန်တွေကြားရတယ်ဇူလူကြီးအပေါ်မှာဒုက္ခပေးနေပြီဆိုတာသိတာကြောင့်အရင်ဆုံးအဲ့ဒါကိုရှင်ဖို့ဆုံးဖြစ်လိုက်တယ်ဒီလိုသားရဲမြုံမြင်ဖို့တာမဟုတ်တဲ့ဂျေကော့ကတော့အရန်လွန်သွားပြီးမလုံးနဲ့လို့တားတယ်ဒါပေမဲ့ကျွန်တော်ခီးဆောင်အေးထဲကနေလူရှိုးလက်နဲ့ကြောင်ကစားစရာတစ်ခုကိုထုတ်လိုက်တယ်ဇူလူကအဲ့ဒါကိုမြင်တာနဲ့ရန်လိုစိတ်တွေပလောက်ကျွန်တော်လက်ထဲကအရာကိုငေးပြီးရင်ထိုးနေတော့တာပဲဘန်သူမမတီအောင်တမ်ဘော်တော့ပေးတဲ့ lips နဲ့ Nicholas Flamesi အပါရီလောက်သွားတယ်နေဘူးနေရာပေးပေးခိုင်ခင်းရတော့ကျွန်တော်ခီးဆောင်အေးထဲကဇူလူကိုပြုစုဖို့စားလုပ်တယ်အရင်ဆုံးသူ့ကိုဘလို့မှမထိတ်ခိုက်စေဘူးဆိုတာပြပြီးယုံကြည်မှုတည်ဆောက်ခဲ့တယ်သူတတိမထတော့တဲ့အချိန်မှာလေဘင်းကတန်ကြိုမော်ပင်ညာနဲ့ဖယ်ရှားပေးလိုက်တော့မှသူနဲ့ကျွန်တော်အဆင်ပြေသွားတယ်အဲ့ဒါပြီးတော့ကျွန်တော်ခီးဆောင်ရေးထက်ကထက်ကာမစီအာယုံဆိုင်လိုက်တယ်သူ့ကိုစစ်ဆေးကြည့်တော့မျက်လုံးထဲမှာကပ်ပါဖို့တစ်ခေါင်ကတ်နေတာကိုတွေ့ရတယ်ရေမြောင်းထဲမှာနေရင်ရလာတာဖြစ်မယ်ဒီကပ်ပါကတတိမေ့စီတာဂျေကော့ကိုညစ်ပေးခိုင်းပြီးကာမမျက်လုံးထဲကနေဂယုတစိုက်ဆွဲထုတ်လိုက်တယ်ကပ်ပါဖို့ထွက်တာနဲ့ကာမလည်းတတိပြန်ရလာတယ်ကာမနေရာမှာခင်များစာဆိုတီနာကိုခွင့်လွှတ်ပေးမှလားဗျာ